ဒီ cripping tool နဲ့ဝါယာကြိုးတတိလေးတို့ပဲခေါင်းတက်လို့ရတာလားဒီဂျမ်ပါဝါယာတွေပဲလုပ်လို့ရလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့အခုဆိုလာကြိုးတွေကိုလည်းဆိုလာခေါင်းတွေညှက်တဲ့အခါလည်းတုံးလို့ရတယ်ဒါပေမဲ့ဒီပလျာမှာပါတဲ့အသွားလေးတွေကသေးတော့ခါကြတော့ကျွန်တော်တို့ကအဲ့ဒီအသွားကိုပြောင်းတက်ပေးဖို့လိုတာပေါ့နော်ဒီပလျာကြီးဝယ်တော့ကတော့အစုံလိုက်ဒါမျိုးအစုံလိုက်ဝယ်လာရင်တော့တစ်မျိုးပေါ့မဝယ်လာဘူးဆိုရင်တော့ကျွန်တော်တို့ဒါမျိုးအတစ်တက်ထပ်ဝယ်ဖို့လိုတာပေါ့နော်အသွားတွေကမတူဘူးအခုအတစ်ဝယ်ထားတဲ့ဒီဆိုလာခေါင်းညက်ဖို့4.0တို့ 6.0ဆိုတာကြတော့ဟိုပါပေါ့ဒီအသွားကြီးတာပေါ့နော်အဲကြတော့ကျွန်တော်တို့ဒီကောင်ကိုဒါပြောင်းတက်လို့ရတယ်ပြောင်းတက်လို့ရတယ်ဆိုရင်ဝယ်တဲ့ကိုပြန်ဝယ်တဲ့အချိန်ကြရင်เนาะဒီပလျာနဲ့ကြိုက်တဲ့ဥစ္စာဝယ်ရမှာပေါ့နော်ဒါကတော့4.0 6.0ရတယ်ဆိုတော့စာလေးရေးထားပေါ့ဒါဆိုလာကောင်းကျွန်တော် MC4 တွေပါရောဒီကောင်နဲ့ညှက်လို့ရတယ်เนาะโอเคအဲ့ကြတော့ကျွန်တော်ကဒီပလျာနဲ့ဘယ်လိုကန့်ဝယ်မလို့ဆိုဒီဂျားလေးတဲ့အကွာအဝေးကသူ့ရဲ့4 mili ရှိရเนาะအဲ့ဒါဆိုရင်ဒီအတစ်ဝယ်မဲ့ခေါင်းကလည်း4 mili ရှိရမယ်အဲ့လိုမျိုးလေးတော့ရွေးဝယ်ဖို့တော့လိုတယ်ဒီပလျာကြီးဝယ်တယ်ဆိုရင်ဟိုတခါတည်းခေါင်းတွေအများကြီးပါတာဝယ်ထားရင်တော့ပြဿနာမရှိဘူးပေါ့ကျွန်တော်တို့ဒါကီးလေးနဲ့ဖြုတ်မယ်ကီးလေးနဲ့ဖြုတ်ပြီးသွားလို့ရှိရင်ဟိုခေါင်းကိုကျွန်တော်တို့ပြောင်းတက်မယ်ပေါ့နော်ဒါကသူ origin နဲ့ပါတဲ့ဥစ္စာဒီကောင်ကျွန်တော်ထုတ်ဝယ်ထားတဲ့ဥစ္စာဒီကောင်ကိုတက်မယ်သူ့ရဲ့ဒါဆိုအပေါက်လေးအကြိုက်ပဲဘာလို့အောင်ဆိုဟိုတေချာရွေးပြီးတော့ဝယ်ထားမှာလို့เนาะသူကခေါင်းအမျိုးအစားအများကြီးရှိတယ်โอเคဒီကောင်တက်လိုက်မှတက်ပြီးတော့ဒီnet လေးကိုပြန်ကြက်မှာပေါ့နော်ကောင်းတာတော့ပလျာကိုပိတ်ပြီးတော့ခါကြမှာဟိုကလောက်တာကောင်းတယ်ပလျာကိုပိတ်ပြီးတော့မှကီးကြက်တာကောင်းတယ်ဘာလို့အောင်ဆိုရင်ဟိုအပေါ်ကျက်အောက်ကျက်နေရာလွဲသွားလို့ရှင်မကောင်းအဲကြတော့ပလျာကိုပိတ်ပြီးမှညှက်ထားတော့ပလျာကိုပိတ်ပြီးမှကီးကြက်ထားတော့ကောင်းတယ်ဒါကတော့ဆိုလာကောင်းပေါ့နော် MC4 ကောင်း MC4 ကောင်းကိုဒီဆိုလာဂျိုးမှာကျွန်တော်တက်လိုက်မယ်တက်ပြီးရင်ခါကြတော့ကျွန်တော်ခုနပလျာလေးထည့်ပြီးညှက်မယ်ပေါ့နော်ဒီမှာညှက်ရင်ဒီအောက်ကအသွားရဲ့ကာကြီးပုံစံလေးဖြစ်နေရအောက်မှာဒီအသွားအောက်မှာဆိုရင်လည်းရက်ပလက်ပုံစံဖြစ်နေရမှာဒီ MC4 ရဲ့ခေါင်းကျွန်တော်မှောက်ခုံပလက်လန်တေချာလေးကြည့်ပြီးတက်မှာရမယ်ဘာလို့လဲဆိုတော့ညှက်လိုက်လို့ရှိရင်သူကအထဲကိုလိပ်ပြပုံစံလေးပေါ့နော်အဲ့လိုမျိုးလေးဝင်သွားမှာဖြစ်တဲ့တော့ပေါ့နော်ဒီမှာဆိုရင်ကာကြီးအကောက်လေးရှိရပေါ့ဒီအောက်တစ်ခုဆိုရင်ပါစောအပေါ်မှာဆိုရင်ကာကြီးပုံစံလေးဖြစ်နေတာပေါ့နော်အဲ့လိုထားရမယ်ပေါ့အဲ့လိုထားပြီးမှကျွန်တော်ကဖိလိုက်တဲ့အချိန်ကျရင်အထဲကိုဝင်သွားမှာဒါဆိုကျွန်တော်ကြိုးထည့်ပြီးတော့ဒါညှက်လိုက်ပြီပေါ့နော်အဆုံးထိဖိလိုက်မယ်ဖိလိုက်ပြီးရင်ပလျာအဆုံးထိဖိလိုက်ပြီးလို့လွတ်သွားပလျာပြန်လွတ်ပြီးဆိုရင်ကျွန်တော်တို့ကြည့်အောင်နော်ဒါဆိုအထဲကိုလုံးဝကိုမြုပ်သွားပြီးတော့ပြန်မပြုတ်နိုင်နဲ့ကောင်းလေးရပါပြီဒါတော့ဒီလိုမျိုးဟာလေးပလျာလေးကသုံးတင်ပါတယ်ဒီ crimping tool တွေကဒီ crimping tool တွေကသုံးတင်ပါတယ်ဘာလို့လဲဆိုတော့ဒီ solar ကြိုးတွေ loose ဖြစ်တဲ့အချိန်ကျရင်တော့မီးလောင်တာတွေကြိုးမီးလောင်တာတွေပါဖြစ်တတ်တယ်ပေါ့နော်ဒီလိုပလျာဝယ်မယ်ဆိုတော့ဒီလိုကောင်းအများကြီးပါတာဝယ်တာတော့ပိုကောင်းပါတယ်